ဒီနေ့မှာတော့ statin state တွေကိုဘယ်အချိန်မှာတောက်ရမလဲဆိုတဲ့အကြောင်းအရာကိုပြပြပေးမှာဖြစ်ပါတယ်statin ဆိုတာကပေါ့နော်သွေးရင်း cholesterol ကိုရှော့ချဖို့အတွက်အသုံးများတဲ့ statin မျိုးဖြစ်ပါတယ်အဓိကကတော့သူက LDL လို့ခေါ်တဲ့မကောင်းတဲ့ cholesterol ကိုရှော့ချပေးပါတယ် HMG coagulated enzyme အခုအနေနဲ့ဒီ cholesterol ကိုအသင်းမှာထုတ်လုပ်ပါတယ်ဒီ statin state တွေကကြတော့ဒီ enzyme ကိုထားခြင်းအဖြစ် cholesterol ထုတ်လုပ်မှုကိုရှော့ချပေးပါတယ်ဒီ HMG coagulated enzyme ရဲ့လှုပ်ဆောင်မှုကညာဘက်မှာအမြင့်ဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီ statin state တွေကိုညအချိန်ပေါ့နော်အိပ်ယာမဝင်ခင်တောက်ဖို့အကြံပြုတတ်ပါတယ်အထူးသဖြင့် short acting statin တွေဖြစ်တဲ့ simvastatin lovastatin state တွေကိုညဘက်တောက်ဖို့အရေးကြီးပါတယ်အသုံးများရပေါ့နော် long acting statin တွေဖြစ်တဲ့ atorvastatin rosuvastatin ဒီ state တွေကကြတော့ဘယ်ချိန်တောက်တော့အဆင်ပြေပါတယ်statin ရဲ့အဖြစ်များရပေါ့နော်ပြီးတော့ဆိုကတော့သူကမာရဲကြီးရလို့ခေါ်တဲ့ချက်သားနာခြင်းအားနည်းခြင်း rhabdomyolysis လို့ခေါ်ရဲပေါ့နော်အလွန်ပြင်းထန်တဲ့ချက်သားဆဲတွေပျက်စီးတဲ့အထီးဖြစ်နိုင်ပါတယ်statin တွေကအသည်း enzyme အချုပ်ကိုလေသူကနှိမ့်သက်စေနိုင်ပါတယ်ဒီလိုလက္ခဏာတွေကကြတော့ဒီ statin ပမာဏအများကြီးပေးထားတဲ့လူနာတွေမှာဖြစ်တတ်ပြီးတော့ဒီလိုလက္ခဏာတွေဒါခံစားလာရပြီဆိုရင်ဆရာဝန်ကြီးတွေနဲ့ပြန်ပြီးတော့ဆွေးနွေးတိုင်ပင်တင်ပါတယ်ရှင်